Hello everyone, it's Teacher Kriste. ဒီနေ့မှာဆိုရင်လည်းအရင်ရက်တွေတော့မျှဝေပေးတယ်လို့မျိုးချဲ့လို့ activity လေးကိုမျှဝေပေးမယ်ပေါ့နော်။ဒီမှာဆိုရင်50 more or less ဆိုတဲ့ခေါင်းစဉ်လေးနဲ့ရှိမယ်။အဲ့တော့ဒီမှာဇယားခွက်လေးထဲမှာဆိုရင်သူပေးထားတာက greater than 50, exactly 50 or less than 50. အဲ့တော့50ထက်များတာနဲ့50အတိအကျနဲ့50အောက်လျော့နေတာနဲ့ပေါ့နော်။အဲ့တော့ number 1မှာဆိုရင်သူ example လေးနဲ့ပေးထားတာဆိုရင် the number of items in this puzzleအဲ့ဒီ puzzle မှာဆိုရင် items အရေအတွက်ကဒါဖြေလဲပေးထားတယ် less than 50ဆိုကြတော့50အောက်နည်းမယ်ပေါ့နော်အဲ့တော့ number 2မှာဆိုရင် the number of states in the United States United States မှာဆိုရင်ရော states ပေါင်းပေါ့နော်ဒီပြည်နယ်ပေါင်းအရေအတွက်ဘယ်လောက်ရှိမယ်လို့ထင်လဲ greater than ပဲဖြစ်မလားဒါမှမဟုတ်အတိအကျပဲဖြစ်မလားဒါမှမဟုတ် less than ဆို50အောက်ပဲလျော့မလားဆိုတာမျိုးဒါမိမိကိုယ်တိုင်ဖြေကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်မေးခွန်းဘယ်နှခုရှိမလဲဆို number 1ကနေပြီးတော့15ထိရှိရပေါ့နော်အဲ့တော့မိမိကိုယ်တိုင်ဖြေဆိုပြီးတဲ့အခါမှာဆိုရင် answers တွေကိုရှာဖွေလို့ရတယ်လို့ Google မှာလည်းရှာဖွေလို့ရတယ်လို့မျိုး Chat စီမှာဒီ answers တွေတိုက်ကြည့်နေဆိုရင်လည်း Chat နဲ့ provide လုပ်ပေးလို့ရပါတယ်ဘာလို့လဲဆို Chat library ကနေပြီးတော့ဒါ teachers တွေရဲ့အတွက်ပေါ့နော်ဒီ information တွေစုဖို့ဆိုရင် Chat ကိုယ်တိုင်လည်းဒါလေးလေ့လာထားဖြစ်တယ်လို့တခြား events တွေတက်ထားတဲ့အထက်ကနေပြီးတော့လည်းဒါ learners တွေအတွက်လည်းအကျိုးရှိစေမယ် teachers တွေကိုလည်းပြန်လည်မျှဝေပေးလို့ရတဲ့ဒီအကြောင်းအရာလေးတွေ exercise လေးတွေ activity လေးတွေကိုလည်းနောက်ထပ်လည်းထပ်ပြီးတော့မျှဝေပေးသွားမှာမလို့ပါကျေးဇူးများတင်ပါတယ် I'll see you in the next video